ကြံတဲ့လူတွေတမနာဖြစ်ချင်တာကိုတော့ကျွန်တော်မသိပါဘူးဒေါအောင်ဆန်းစုကြည်တမနာဖြစ်ချင်တယ်ဆိုတာဟာသူ့အတွက်လားတန်း60သောပြည်သူလူထုအတွက်လားဆိုတာကိုတော့ကျွန်တော်ရှင်းပြချင်ပါတယ်ဒီကနေ့ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတကာမှာရပ်တည်နေတဲ့အနေအထားသည်နိုင်ငံတော်တမနာတယောက်ထက်တာလွန်သောအဆင့်တန်းနဲ့ကမ္ဘာနိုင်ငံအသီးသီးကိုတော်လာလှုပ်ရှားလည်ပတ်နေတဲ့သူတယောက်ဖြစ်ပါတယ်အကယ်၍ဒေါအောင်ဆန်းစုကြည်ဟာနိုင်ငံတော်တမနာဖြစ်ခဲ့မယ်ဆိုရင်တောင်သူရထားတဲ့ယာတုဂုံတင်ကနေရုပ်လျော့သွားတဲ့သဘောတောင်ရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတော်တမနာတဲ့စာပေါင်းများစွာတာလွန်တဲ့ကမ္ဘာရဲ့ချစ်ခင်မှုကမ္ဘာရဲ့အတိမတ်ပြုမှုကိုရထားတဲ့ကဘာတိအမျိုးသမီးကောင်းဆောင်တယောက်ဖြစ်လို့တင်ပြခြင်းဖြစ်ပါလေသူတမနာဖြစ်ချင်တယ်ဆိုတာသူ့အတွက်တော့ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးတန်း60သောပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့အတွက်သူဖြစ်ချင်တာကျန်တဲ့လူတွေတမနာဖြစ်ချင်တယ်ဆိုတာကတော့လက်ရှိလှုပ်လက်စကုမ္ပဏီလေးမပြည့်ရွှင်ရအောင်လက်ရှိတူးလက်စကြောက်စိမ့်တွင်းလေးဆက်ပြီးတူးခွင့်ရအောင်လက်ရှိခုတ်လက်စတရိုင်းခွက်လေးကျွန်းသစ်ခွက်လေးတွေဆက်ပြီးတော့ခုတ်ခွင့်ရအောင်လက်ရှိသွင်းလက်စသွင်းကုန်ထုတ်ကုန်တွေဆက်ပြီးသွင်းလို့ရအောင်ဖားကတ်မှာကျွန်တော်9ရက်ကြာခဲ့ပါတယ်ဒေါအောင်ဆန်းစုကြည်နာမည်နဲ့အလုပ်လုပ်နေတဲ့ကြောက်တွင်းတတွင်းမှာမတူခဲ့ပါဘူးမြန်မာနိုင်ငံလုံးအနှံ့ကိုရှောက်သွားပြီးတော့အင်ချန်မြေပေါင်းများစွာကိုရင်ဆိုင်ခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်နာမည်နဲ့ဝယ်ထားတဲ့မြေလို့မြေရိုင်းတွေတိမ့်ထားတဲ့မြေတွေလှုပ်ထားတဲ့စီးပွားရေးလုပ်ငန်းတွေပိုင်ဆိုင်မှုတွေတခုမှမတွေ့ခဲ့တဲ့နိုင်ငံသားတယောက်စာရေးဆရာတယောက်ကြပြဆရာတယောက်အနေနဲ့ဒေါအောင်ဆန်းစုကြည်ကိုချစ်တယ်ခင်တယ်လေးစားတယ်ကြီးညိုတယ်ဆိုတာလွန်မလားသူဟာသူတမနာဖြစ်ချင်တယ်ဆိုတာသူ့အတွက်မဟုတ်ဘဲနဲ့ပြည်သူလူထုရဲ့အကျိုးကိုဆောင်ဖို့သူတမနာဖြစ်ချင်တယ်လို့ပြောတာတမနာဖြစ်ချင်တဲ့စကားပြောတာချင်းတူရင်တောင်မှအတိတ်ပဲချင်းမတူဘူးတန်ဖိုးချင်းမတူဘူးလွတ်တော်ထဲမှာရှိတဲ့ပိုင်ဆိုင်မှုတွေကိုတော့မှချမပြရဲတဲ့သူတွေကြားထဲမှာကျွန်တော်တို့ပြည်သူလူထုကအခုလိုတွေ့တွေ့ဝေငိမ့်ငိမ့်ငိုင်ငိုင်နေအောင်မယ်ဆိုရင်ကြုတ်တိုးလောက်အားတဲ့လူတွေဒီကမ္ဘာမှာမရှိတော့ဘူး2008ဖွဲ့စည်းပုံအခြေခံဥပဒေကို92.48တော်ပြည်သူလူထုတခဲနဲ့ထောက်ခံတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုပြီးတော့နာဂစ်လူ3သိန်းကျော်တည်တဲ့အချိန်မှာတည်သွားတဲ့ဝိညာဉ်တွေကပါထပြီးထောက်ခံတဲ့အထိဆွဲခဲ့တယ်ဒါကိုပဲမနေ့တနေ့ကပြုတ်ဖို့ပြင်ဖို့ပြောတဲ့အခါမှာသက်ဆိုင်ရာနံပါတ်556တာဝန်ရှိပုဂ္ဂိုလ်တူကဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ကျင်တယ်ဆိုတာပြည်သူလူထုကပြင်ကျင်တယ်ဆိုတာဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးပြည်သူလူထုကဘာသိမှမို့လို့လဲကျုပ်တို့တောင်ခုမှလေ့လာနေရတုံးဒီလိုလူတွေကိုနိုင်ငံခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့နိုင်ငံမှာလက်ခုပ်တီးုံနေမကဘဲနဲ့နှလုံးသားတွေကအုံနောက်ထက်ကစဉ်းစားစေချင်ပါတယ်ဒီလိုလူတွေကိုခေါင်းဆောင်တင်ထားတဲ့နိုင်ငံမှာရှေ့ပြောနောက်ကြည့်ညပြောအောက်ကြည့်ဆိုတဲ့စကားတွေရဲ့နောက်မှာရှေ့စကားနဲ့နောက်စကားကိုတောင်မှလျော်ညီအောင်မချိတ်ဆက်တတ်တဲ့လူတွေလိန်နေဆိုရင်အဆဆုံးလိန်ရပါတယ်လိန်ခြင်းရင်အဆဆုံးလိန်ရပါတယ်ရှေ့စကားနဲ့နောက်စကားကိုတော့ချက်မိအောင်မပြောနိုင်တဲ့သူတွေကိုခေါင်းဆောင်ဖြစ်တင်ထားရတဲ့ကျွန်တော်တို့ပြည်သူလူထုရဲ့ဘဝစံစဘာကိုရှာဖွေဖော်ထုတ်ထုံရက်စိုက်ပျိုးပေးနေတဲ့တောင်သူဦးကျူတွေကိုမှထမင်းတက်နဲ့ရှော့စားပါလို့ပြောတဲ့လူအဲ့ဒါလို့သူကထမင်းတက်နဲ့ရှော့စားခိုင်းတဲ့အချိန်မှာသူ့ရဲ့သားတော်မောင်ကသမရဟိုတယ်မှာညသာစားနေတယ်ညနေချင်းဆိုင်မှာရှိတဲ့ဗိုလ်ချုပ်တယောက်ရဲ့သားကိုမကျင်တတ်လို့ကန်ဒိုဓာတ်နဲ့ထခုတ်တာရုံရောက်ခါရောက်ဖြစ်တယ်ညစာစားရင်နဲ့ဗိုလ်ချုပ်တယောက်ရဲ့သားနဲ့ဝန်ကြီးတယောက်ရဲ့သားညစာစားရင်နဲ့တိုင်းပြည်ကိုတော့ထမင်းတက်နဲ့ရှော့စားပါတန်တရားမှာကျွေးမပါအောင်လို့ဒီစကားတွေဟာဆဲတာထက်နာဖို့ကောင်းတဲ့စကားတွေဖြစ်ပါတယ်ငါနဲ့ကင်တုတ်တာကမှခံတာပါသေးတယ်နားလည်စေချင်ပါတယ်စဉ်းစားစေချင်ပါတယ်ဒီလိုလူတွေတိုင်းပြည်မှာမြဲနေတယ်ဆိုရင်ဒီလိုရေချင်းနဲတဲ့သူတွေတိုင်းပြည်ကိုဥဆောင်နေမယ်ဆိုရင်ရှစ်လေးလုံးအရေးတော်ပုံကစပြီးတော့2009ရှုအောင်တော်လိုင်းရေးမှာပေးဆက်ခဲ့ရတဲ့ဒီမိုကရေစီသူရဲကောင်းတွေရဲ့အသက်မဝင်းမော်ဦးကစပြီးတော့ရန်ရှင်လူပိုပါចောင်းသားသမဂ္ဂလူငယ်အပေါင်းပေးဆက်ခဲ့ရတဲ့အသက်သွေးချွေးတွေကိုကျွန်တော်တို့အားနာစရာကောင်းပါတယ်ထမင်းတက်နဲ့ရှော့စားပါတိုင်းပြည်မှာလျှက်စစ်မီးတွေပုံနေလို့တိုင်းတစ်ပါးကိုရောက်တာပေါ့ဗျ
ယူသလားလို့ပြောတဲ့လက်စစ်အကြီးကဲမြန်မာနိုင်ငံမှာကြေးရွာပေါင်း6300ရှိပါတယ်ဒီကနေ့သတင်းစာမှာပါပါတယ်လာမယ့်နှစ်မှာမီလင်းမှုကြံတဲ့ကြေးရွာပေါင်း4000နဲ့ကနောက်ထပ်1000မီလင်းပါမယ်တဲ့ဆိုတော့ဒါဟာကျွန်တော်တို့ဟာတိုင်းပြည်ရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ဒီကနေ့စာပေဟောပြောပွဲကျွန်တော်တို့ကြပြားတွေရွတ်တယ်စာတွေပြောတယ်ဝင်းနီးလက်လွတ်တာပေါ့အာဘတ်လက်လွတ်တာပေါ့ဗျာဒီပြီးတော့လည်းအာဘတ်လွတ်အောင်လုပ်ရပါတယ်ဗျာစာတွေပေတွေကြပြားတွေရွတ်ပြီးတဲ့ခါကျတော့ထုံးစံအတိုင်းလမ်းကြောင်းကသူ့ဟာသူစိုက်သွားတာပါပဲဗျာတမင်ပြောဖို့ရမရည်ရွယ်ပါဘူးဗျာသူတို့အကြောင်းကပြောရင်နဲ့ပါလာတာဗျာအဲ့တော့ခုနကဒေါအောင်ဆန်းစုကြည်ရဲ့ယက်တီမှုယက်တီချက်ပါတီနိုင်ငံရေးနဲ့မဆိုင်တဲ့စကားကိုကျွန်တော်ပြောပါတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ပြည်သူလူထုရဲ့ရင်ထဲမှာခံစားနေရတဲ့ခံစားချက်တွေပလီတိုဆိုတဲ့ပညာရှင်တယောက်ကပြောပါတယ်ပလီတိုဆိုတဲ့နာမည်ကြားဖို့မှထင်ပါတယ်သူရဲ့ Republic နိုင်ငံတော်မှာ Republic သမ္မတနိုင်ငံတော်မှာကြပြဆရာဆိုတဲ့ကောင်စားတွေကိုနေခွင့်မပြုဘူးရှိနေရင်သူ့နိုင်ငံတွေကမောင်းထုတ်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကြပြဆရာဆိုတဲ့ကောင်စားတွေဟာအစိုးရရဲ့ရန်တရားကိုအစိုးရရဲ့အုပ်ချုပ်မှုရန်တရားကိုနှောက်ယှက်ဖျက်ဆီးတက်လို့ပါတဲ့ကျွန်တော်ကြပြဆရာတယောက်ပါ